ဒီညံကြီးရှင်ကကိုပိုင်မိခင်တက်တာကိုလှုပ်ပြခဲ့တယ်ဒီလူကညံကြီးရှင်တယောက်လိုပဲစိုးရပါမယ်ဘာကြောင့်လဲဆိုတော့ဇနီးတယ်မတွေ့အောင်ပတ်စံခိုးဘက်ထားဖို့အတွက်မိခင်တက်တာငယ်လေးကိုကိုယ်တိုင်ကိုကြပြုလုပ်ခဲ့တာကြောင့်ပါအရင်ဆုံးစကူတလုံးကိုအပေါက်ချေချေဖြစ်အောင်ချဲ့လိုက်ပါတယ်ပြီးတဲ့အခါမှာနောက်ထပ်အရွယ်စားသူစကူ9လုံးကိုထယူပြီးအပေါက်တစ်ပေါက်စီဖောက်ထားလိုက်ပါတယ်အဲဒီနောက်မှာတော့စကူတွေအားလုံးကိုတန်ချောင်းတစ်ချောင်းမှာဆွတ်ထားလိုက်ပါတယ်အောက်ဆုံးမှာရောက်နေတဲ့စကူကိုတော့တန်ချောင်းနဲ့ဆက်သွားအောင်ဂေးဆက်လိုက်ပြီးအချောပြန်ကန်လိုက်ပါတယ်တခြားစကူတွေရဲ့အပေါက်ထဲကိုမာကာမန်ထည့်ပြီးတော့တန်ချောင်းမှာအမှတ်သားလုပ်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာစကူတွေကိုဖဲလိုက်ပြီးမာကာမှတ်ထားတဲ့အတိုင်းဖြက်ဆက်တဲ့အနေငယ်တိုက်စားလိုက်ပါတယ်တန်ချောင်းရဲ့အလျားတိုင်းလမ်းချောင်းအရှိတစ်ခုကိုလည်းဖြက်ဆက်နဲ့ပုံဖော်လိုက်ပြီးမလိုတော့တဲ့တန်ချောင်းရဲ့အပိုင်းကိုဖျက်ထုတ်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာဖယ်ထားတဲ့စကူလေးတွေကိုပြန်တက်ဆင်လိုက်ပြီးစကူပေါက်ထဲတန်ကဲသေးသေးလေးတွေထည့်ပြီးတော့ဂေဟိဆက်လိုက်ပါတယ်စကူရဲ့မျက်နှာပြင်ပေါ်မှာကနန်းရိုက်ပြီးတော့ဆေးရောင်အနေငယ်ထည့်ပြီးကနန်းတွေကိုထင်သာအောင်ပြုလုပ်လိုက်ပါတယ်နံရံနဲ့တွဲဆက်ဖို့အတွက်စကူတစ်ခုပေါ်မှာနောက်ထပ်စကူအသေးလေးနဲ့ကိုဂေဟိဆက်လိုက်ပြန်ပါတယ်လက်ကင်ကိုပါတက်ဆင်ပြီးဗီဒီယိုရဲ့တကားမှာသူ့ရဲ့အထူးလို့တော့ကိုတက်ဆင်ပြီးသွားတဲ့အခါကျတော့ရွှေငွေအနေငယ်ဝတ်ထားလို့ရနိုင်မယ်သူ့ရဲ့ကိုယ်ပိုင်မိခင်တက်တာလေးရရှိခဲ့ပါပြီတေးကြပါလေဇနီးတဲ့ဖြစ်သူကတော့ဒီမိခင်တက်တာကိုမကြခင်ရှာတွေ့တော့မှာပါ